အခုတော့ question ဖြစ်ပါတယ်အဲ့တော့ကိုကြိုက်တာမေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ကမေးလို့ရတယ်အဲ့တော့ဆရာဘာလို့တအားချောတာလဲဆိုပြီးတော့မမေးနဲ့ပေါ့အဲ့တော့အဲ့ဒါโอเคစတာပါအဲ့တော့သူတို့တေချာနားထောင်လာတဲ့သူတွေကမေးခွန်းရှိတယ်ပြောမယ်ဆိုရင်မေးတယ်ပေါ့နော်ဆိုအဲ့လိုတော့အဲ့တော့ active listening ကရေးပါပါတယ် How are you? How old am I? So I am 24 years old. Yeah. Getting old, right? Yeah. Yeah. How about you? 24 Yes, years old. Yeah. Wow. The striking resemblance. Resiliency. ပြီးရင်တူပြီးရင်နောက်က object ပဲထားတော့ဒါဥပမာပေါ့နော်နည်းနည်းဒါရှည်တဲ့ phrase ပေါ့နော်သူ collocation လည်းသုံးလို့ရဆိုတော့ဒီအဓိပ္ပာယ်ကဘာကိုပြောရလဲပေါ့ဆိုဒီလိုဟာကြီးတွေဆိုရင်သူက phrase တွေသုံးတာကယုံကြည်မှုပူရစီတယ်ဆိုဥပမာကိုကစကားစုတစုတိလိုက်တယ်ဆိုရင်အဲ့ဒါကိုသုံးကြည့်လိုက်တကယ်ပြောရင်ယုံကြည်မှုတကယ်တက်တယ်စမ်းကြည့်ပေါ့ဥပမာတအုပ်စာအုပ်တုပ်ထဲပဲဖြစ်ဖြစ် online မှာပဲဖြစ်စကားစုတစုတွေ့တယ်အဲ့ဒါကိုကိုကနားလဲထည့်ပြီးသုံးကြည့်ပေါ့ငါပြောရတယ်ပေါ့နော်ပြီးရင်ငါကျွမ်းတယ်ပေါ့ဆိုအဲ့လိုမျိုးထင်သွားတယ်တကယ်ပြောအဲ့တော့ phrasal verb သုံးတာအရေးကြီးဒီ there is a striking resemblance to ဆိုတာဘာကိုပြောရလဲဆိုတော့ချွတ်ဆွတ်တူတယ်လို့ပြောချင်တာချွတ်ဆွတ်တူတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဟိုတပုံစံတိုင်းတူတာဆိုအဲ့လိုမျိုး bear က verb ဖြစ်ပါတယ် verb ပေါ့နော်ကျန်တာတွေကဒါသူ့ရဲ့အဖြစ်ပြန်ပေါ့နော်ဆိုတော့အဲ့တော့ဒီ bears ရဲ့အရှိမ subject ထဲပေါ့ဟိုဒီ subject ဥပမာ she ပေါ့နော် she bear she ဆိုတော့ name ဆိုတော့ bear မှာ s လာအဲ့တော့ she bears the striking resemblance to သူ့ရဲ့နောက်က object နဲ့သူမနဲ့တပုံစံတိုင်းတူတာဖြစ်ပါတယ်ဒီဥပမာထားပါတော့ Taylor Swift Taylor ပဲထားပါတော့နော်အဲ့တော့ T ရဲ့လို့ပါ Swift လည်းထည့်လိုက်ပါအဲ့တော့သူမက Taylor Swift နဲ့တပုံစံတိုင်းတူပြောမယ်ဆိုရုပ်ကလုံးဝချွတ်ဆိုအကုန်လုံးတူ